မင်းဘက်ကအဝယ်ကတေးကြလားဖိုးထောင် တေးကြပါတယ်တင်မောင်ရဲ့ငါကောင်းမှုပဲလူတာ အေးပါအဲ့ဒါဆိုသွားကြတော့ပေါ့ကိုရင်တာလာရေကိုရင်တာလာ ဝေးလူတွေလေလာကြလေဩကိုတင်မောင်တို့ကနွားကြည့်ဖို့လာကြတာလားစိတ်ကြိုက်ကြည့်ပါဗျာကျွန်တော်လိုက်ပြမယ်နော်ကျွန်တော်လည်းမရောချင်ပါဘူးဗျာမျိုးသမီးကမကြမ်းမာတော့ဆေးကူဖို့ရောင်းရတာအရှိကတင်းငုတ်ထဲမှာကြည့်နော် မစိုးပါဘူးကျွန်တော်ကြိုက်ပါတယ်ကိုရင်တာလာကဲဖိုးထောင်မင်းရောသဘောကျတယ်မလား ငါနားမလဲပါဘူးကွာမင်းကောင်းနေဆိုရင်လုံးလိုက်တော့လေတင်မောင် ဟုတ်ကဲ့ကိုရင်တာလာအဲ့ဒါဆိုမနှက်ဖြန်စီရင်လာချမယ်နော် ဟုတ်ကျေးဇူးတင်ပါတယ်ကိုတင်မောင်ရေ ရပါတယ်ဗျာကျွန်တော်တို့ပြန်ခွင့်ပြုအောင်နော် ဟုတ်ကဲ့ဗျာတင်မောင်ရေအဲ့ဒါဆိုငါအဝယ်တွေကိုမနှက်ပြန်ခေါ်ခဲ့မယ်နော် အေးခေါ်ခဲ့ပါဖိုးထောင်မင်းလည်းနွားကြည့်တဲ့အောင်တဖြည်းဖြည်းသင်ယူပေါ့ကွာကြည့်တာမခက်ပါဘူးဒီကရိုးရိုးသားသားကြိုးကြိုးဆဆနဲ့မှန်မှန်ကန်ကန်လုပ်တတ်ဖို့ဝယ်လိုတာ အေးပါတကယ်ချင်းအဲ့ဆိုငါဟိုဘက်ရွာကိုဆက်သွားလာဦးမယ်ကိစ္စရှိလို့ အေးတကယ်ချင်းတလားနော် ကိုတင်မောင်ကလည်းကြာလိုက်တာသူများကဒီမှာအကြာကြီးစောင့်နေရတယ် လာပါပြီခင်ဗျာ ကိုတင်မောင်ဘာလို့ကြာနေရလဲ ကိုရင်သားလာနွားတွေအကျိုးဆောင်ပေးနေလို့မိမရဲ့အဲ့ဒါပွဲကရမှာမို့မိမကိုမဝယ်ကျွေးမယ်ကိုလည်းဘီယာနည်းနည်းတောက်မယ်နော်မိမ ဩဟုတ်လားကောင်းတာပေါ့တောက်လေကိုတင်မောင်ဒါပေမဲ့ကိုတင်မောင်အများကြီးမတောက်ရအောင်နော်ရှင်ကပြီးတော့တောက်နိုင်တာမဟုတ်ဘူးမူးပြီးတော့လဲရော အေးပါမိမကြိုက်တာယူဒီမှာတစ်ထုပ်ထည့်ယူလိုက်နော် ဟုတ်ဘီယာဟိုဘက်မှာထင်နေကိုတင်မောင်နှလုံးဆိုတော့ရောပေါ့ရှင်ကဘာလို့6လုံးတော့ယူတာလဲ တစ်ခါတလေပါကွာမိမကလေအမလီဘွာကြီးကဒီလိုဆိုတော့လေตายရလိုက်တာကွာ ရှင်တော်တော့များနေပြီ အေးပါကွာတစ်ခါတလေစိတ်အေးလက်အေးလေးတောက်ပြရစီမိမကလေ ရှင်ကြောင့်ကျမသိလို့ပြောတာတောက်နိုင်တာလည်းမဟုတ်ပဲနဲ့ဟဲ့ဘာလဲကိုတင်မောင်ကတော့လှုပ်ချလိုက်ပြန်ပါပြီအကုန်ညစ်ပတ်ကုန်ပြီကိုတင်မောင်ထပါဦးဟဲနိုးလို့လည်းမရဘူးငါခေါင်းသွားလျှော်မှာပဲအပလီအေးဒါတော့ညလေကြီးခေါင်းလျှော်ရတာအေး မတင်မြဘာဖြစ်တာလဲဟာကိုရီကိုပူချစ်တောက်နေရပဲမတင်မြအေးအတင်းထားတော့ကိုစိတ်ကန်းလိုက်ဖို့မယ်နော် အဲ့ရောတမအေးပတ်သွားတာပါကျမစိတ်တစ်လုံးထိုးပေးလိုက်မယ်နော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမမိမရဲ့ငါတောင်းမှန်ပါတယ်ကွာငါမိုးလုံးမီမင်းကိုညစ်ပတ်အောင်လုပ်လိုက်မိလို့ပါကွာ ရပါတယ်ကိုတင်မောင်ရေ အေးပါကွာမိနစ်ကောင်းသွားပြီဆိုရင်ညကျရင်ဟိုဘက်ရောက်မှာဖျားပွဲရှိတယ်ငါလိုက်ဖို့မယ်နော် ကိုတင်မောင်ရေရောက်ခံနေပြီလား ဘာဖြစ်လို့လဲမိမ ကျမဘိုင်းနာလာလို့ ကျမိမဒါလေးယူသွားဟိုခြုံတော့ဖက်ကိုသွားနော်မိမကိုဒီမှာစောင့်နေမယ်နော် ကိုတင်မောင်ကျမနားမှာပဲစောင့်တော့အဝေးမှမနေနဲ့ အေးပါမိမရဲ့ ကိုတင်မောင်ရေကျမပွဲမကြည့်ချင်တော့ဘူးဒါပြီးပြန်မယ်နော် အေးပါမိမရဲ့ ကိုတင်မောင်ကျမကြောက်လို့တချင်းဆိုပြ အေးမိမတန်ရုံးစီတန်ရုံး